ဘုံတဲ့ကပါတဲ့သမီးတွေကိုရတနာဆိုင်ကြီးအနှင်းရတော့မယ်ပိုးချဖြူကင်းရဲ့လက်ရှိအခြေအနေပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ဘောင်မစ်လဘရီကနေပြန်လဲကြိုဆိုလိုက်ပါတယ်နိုင်ငံကျော်ရုပ်ရှင်တရုတ်ဆောင်မင်းသမီးပိုးချဖြူကင်းကတော့သူမဦးစီးလောက်ကန်နေတဲ့ရတနာပီကေထွန်းဆိုင်ကိုခင်ဘုံတဲ့ဘက်ကပါတဲ့သမီးနှစ်ယောက်ကိုပေးအပ်ရတော့မယ့်အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်အားလုံးသိကြတဲ့တိုင်တရုတ်ဆောင်မင်းသမီးလေးပိုးချဖြူခင်ဟာအစောပိုင်းမှာတော့ဇလန်တွဲတွေရုပ်ရှင်ဇာတ်ကားတွေမှာအပိုင်နိုင်ဆုံးတရုတ်ဆောင်ရင်းနဲ့အနုပညာလောကမှာတန်လန်းရှိဆုံးမင်းသမီးဖြစ်ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့တရုတ်ဆောင်မင်းသမီးပိုးချဖြူခင်ကမန္တလေးမြို့ကရွှေတထေးကြီးပီကေထွန်းနဲ့လက်ထပ်ခဲ့ပါတယ်။တရုတ်ဆောင်မင်းသမီးပိုးချဖြူခင်တယောက်ရွှေတထေးကြီးပီကေထွန်းနဲ့လက်ထပ်အပြီးမှာတော့အနုပညာလောကကိုဆွန့်ခွာပြီးတော့စိန်ရွှေရတနာလုပ်ငန်းတွေကိုဦးဆောင်လုပ်ကိုင်ပြီးစီးပွားရေးဘက်ကိုအာရုံစိုက်နေခဲ့ရပါအစောပိုင်းမှာတော့လူတွေကပိုးချဖြူခင်ဟာတခုလက်တထေးကြီးပီကေထွန်းကိုလက်ထပ်အပြေးမှာအိမ်ထောင်ရေးအဆင်ပြေမှာမဟုတ်ဘူးလို့ယူဆကြပါတယ်။အဲ့ဒါကလည်းပီကေထွန်းမှာအရွယ်ရောက်တည်တတ်နေပြီဖြစ်တဲ့သားသမီး၃ယောက်ပါလာတာကြောင့်ဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းလင်ပါသားသမီးတွေနဲ့ဖခင်ရဲ့နောက်ဇနီးမိတွေတို့ဟာအစင်မပြေဖြစ်ကြတဲ့အကြောင်းတရားတွေကမြန်မာပြည်လူမှုရေးလောကမှာနားနေမဆန့်အောင်ကိုကြားမြင်နေကြဖြစ်ပါတယ်။အခုအခါမှာတထေးမကြီးပိုးချဖြူခင်ကသူမဦးစီးလောက်ကင်တဲ့ရတနာပီကေထွန်းဆိုင်ကိုမကြခင်မှာပဲပီကေထွန်းရဲ့အရင်အိမ်ထောင်ထဲရခဲ့တဲ့သမီးလေးနှစ်ယောက်ကိုလက်လွှဲရတော့မယ့်အခြေအနေကိုပြောပြလာပါတယ်။ပီကေထွန်းရဲ့သမီးလေးနှစ်ယောက်ဟာဆိုရင်တော့ဖြူဖြူဖွေးနဲ့တော်တော်လေးကိုပဲချစ်စရာကောင်းနေခဲ့ရပါ။အခုအခါမှာတော့ပီကေထွန်းရဲ့သမီးလေးတွေဟာရတနာဆိုင်မှာလုပ်ခဲ့တဲ့အပြုအမူတွေကိုပြောလာပါတယ်။ပီကေထွန်းရဲ့သမီးလေးတွေဟာမန္တလေးမြို့မှာငလင်တန်ခံရပြီးတော့နောက်ပိုင်းကလေးကတလားကျော်လောက်ပိတ်သိမ်းထားခဲ့ရတဲ့ရတနာပီကေထွန်းဆိုင်ဖွင့်ချိန်မှာသူတို့တက်နိုင်တဲ့လုံအားလေးတွေနဲ့မေပိုးချဖြူခင်ကိုကူညီပေးခဲ့တယ်လို့သိရပါတယ်။ပီကေထွန်းရဲ့သမီးလေးတွေဟာကလေးအရွယ်လေးတွေဆိုပေမဲ့လည်းရွှေဆိုင်မှာလာဝယ်ကြတဲ့သူတွေကိုထီးမိုးပေးခဲ့တယ်လို့အဲလဲကြိုခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဈေးလဲကိုရောင်းပေးခဲ့တယ်လို့သိရတာပါ။ဒါတည်းမကသေးပါဘူး။ပီကေထွန်းရဲ့သမီးလေးနှစ်ယောက်ဟာကျောင်းကတငယ်ချင်းတွေရဲ့အမေတွေကိုဖုန်းခေါ်ပြီးတော့ဈေးလဲရောင်းပေးခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းမေပိုးချဖြူခင်ကတော့ကိုဝဲနဲ့လွယ်မွေးထားရတဲ့သမီးလေးတွေမဟုတ်သည့်တိုင်အောင်အခုလိုမျိုးအားကိုးရတဲ့သမီးလေးတွေအတွက်ဝမ်းသာကြည်နူးပီတိဖြစ်နေရပါတယ်။ဒါအပြင်ပိုးချဖြူခင်ကမကြခင်အချိန်မှာဆိုရင်တော့သမီးလေးနှစ်ယောက်နဲ့အဆိုင်ကိုလက်လွှဲရတော့မယ်လို့ဆိုပါတယ်။ပရိသတ်တွေကတော့ပိုးချဖြူခင်နဲ့တထေးကြီးပီကေထွန်းတို့မိသားစုရဲ့တာယာကြည်နူးဖို့ကောင်းပုံတွေကိုအားကြနေကြပါတယ်။ပိုးချဖြူခင်တို့မိသားစုဟာစိတ်ဝမ်းမကွဲဘဲနဲ့စီစီလုံးလုံးရှိတယ်လို့အလူတန်းတွေကိုလည်းလုံနိုင်ပါတယ်။ပိုးချဖြူခင်နဲ့ပီကေထွန်းတို့ဟာငလင်ဘေးကြီးပြီးရဲ့နောက်ပိုင်းမန္တလေးမြို့ကနေထိုင်စားတော့ရဲ့အခက်အခဲကြုံနေရတဲ့သူတွေအတွက်စတုတီတာအလူကြီးကိုလည်းနေ့စဉ်ရက်ဆက်ပေးခဲ့ပါသေးတယ်။ဒီလိုမျိုးငလင်ဘေးမှာအလူတန်းကြီးတွေကြီးကြီးမားမားလုပ်ခဲ့ရကြောင်းလဲပိုးချဖြူခင်နဲ့အကိုထွန်းတို့ကိုချီးကျူးနေကြသလိုတာယာတဲ့မိသားစုဘဝလေးကိုတိဆောက်ထားနိုင်လို့လဲချီးကျူးပြောဆိုနေကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောပိုးချဖြူခင်တို့မိသားစုပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။